ကျင်းနေတယ်နော်ကျွန်တော်ဒါလေး share ပေးလိုက်မယ်ကျွန်တော်အဲ့လေးထိုးတင်တယ်ဆိုဒီပြင် site လေးရှိတခါညတော့ငါမတခါစဉ်းစားမိလို့ပေါ့အဲ့လေးကျွန်တော်လူရင်းလေးသွားလိုက်မယ်အဲ့လိုဆို line ကျသွားမှဆိုလို့နော် line ကျသွားမှဆိုတော့ရှင်းနေငါဇလန်းနေဒီနေ့6ဒီကျွန်တော်ဖြုတ်ခဲ့လိုက်မယ်လူရင်းလေးဟုတ်တယ်ကျွန်တော်တို့ဒီဘက်မှာ3966လို့နောက်ပိတ်3လုံးလဲတယ်ဒီဘက်က998လို့ထိပ်စီး3လုံးဆောင်းတက်တယ်နောက်သူနဲ့အချိန်တိုင်းမှာ930ညလို့ထိပ်စီးလေးလုံးဆောင်းတဲ့စီကြောနဲ့အချိန်တိုင်းမှာ930 frame တည်တာနော်အဲ့ဒီ930ရဲ့တစ်နှစ်ကျော်မှာ948ဒီ948ကိုကျွန်တော်တို့ကတွေးယူလို့မှာဘယ်လာလဲပေါ့နော်ဒီဘက်မှာလဲ3966လို့နောက်ပိတ်3လုံးလဲတယ်နော်သူနဲ့ချိန်တိုင်းမှာ998လို့ထိပ်စီး3လုံးကဆောင်းတက်တယ်ဒီဘက်မှာ930လို့ဆောင်းတယ်ဆောင်းတော့သူ့ရဲ့အချိန်က933 frame တည်ပြီးတော့ဒီ933နဲ့တစ်နှစ်ကျော်တည်တဲ့ကိုလေးပြောရင်းနဲ့ကိုနော် line ကစုပ်ပြတ်သွားနေတာ line ကနော်အဲ့ဆိုလူရင်းလေးသွားလိုက်မယ်ဒီဘက်မှာ998 frame တရှိတယ်နော်998 frame တည်တယ်ဗျာနော်ဒါလူရင်းသွားလိုက်မယ်ကျန်တာဒီမပြောတော့998 frame နဲ့အချိန်ကမှလူဒီ998 frame ကြီးစတည်ခဲ့တာနော်အဲ့998 frame နဲ့အချိန်ကိုက်မှာ948 frame တည်ခဲ့တာတည်ခဲ့တဲ့948ကနောက်တစ်ခါကျွန်တော်တို့ဒီမှာ681နဲ့တွဲပေါက်တာ681နဲ့တွဲပေါက်တဲ့အချိန်မှာသူက991တီထောင်းနဲ့သူ့အောက်က163ကပြန်ကြတယ်39တီဆောင်းပြီးပြန်ကြတယ်ဇလန်းတွေအများကြီးပေါ့48ခွန်လဲခဲ့တာနော်ပြီးရင်991နဲ့အချိန်ကိုက်ခွန်6နှစ် frame တည်ပြီးသူနဲ့အချိန်ကိုက်မှာအဲ့ဒီ849က681နဲ့တွဲခဲ့တာနော်ဟုတ်ပြီအဲ့ဒါလို့849နဲ့တွဲခဲ့တဲ့681ကဘယ်လာလဲသူ8နှစ်ကလာခဲ့တာအခုကျွန်တော်တို့ပြောခဲ့တဲ့930လို့ဆောင်းထိုးခဲ့တဲ့အပေါ်မှာတည်ခဲ့တဲ့86နော်ဒီဘက်မှာအများကြီးဇလန်းတွေ366တွေခုနပြောတော့ပါပြီ998ဆောင်းထိုးတယ်ကြံနေတယ်နော်ဟိုဘက်က834ခရီးနေ426တွေနဲ့နော်366တွေသူ့ကစားကွက်ကြီးအကြီး426တွေရော834တွေရောဒီထဲမှာကစားနေတာနော်အဲ့တော့လူရင်းက line ချီနေရ998လို့ဆောင်းထိုးပြီးအဲ့816ကနောက်တစ်နှစ်လိုက်ပေါက်ပြီးသူ့ထဲမှာလာနာတဲ့849ကအဲ့ဒီ998 frame နဲ့အချိန်ကြီးကကနန်းနော်သူ998 frame နဲ့အချိန်ကြီးက948ကကျွန်တော်တို့ဒီမှာ849ကဒီမှာလာနာလားဟုတ်ပြီအဲ့ဒီကနန်းကိုကျွန်တော်တို့က681နဲ့တွဲနားခဲ့ခြင်းကြောင့်ဒီကနန်းကိုနောက်တစ်ခါထုတ်တဲ့ချိန်အဲ့ဒီတည်ခဲ့တဲ့618နဲ့အချိန်ကြီးကိုကျွန်တော်တို့လှမ်းထုတ်မှာဒီဘက်ကအဲ့မှာ998လေးကဆောင်းထိုးပြီးတခါပြန်ထောက်ပေးမှာဒါလူရင်းကျွန်တော်ဖြတ်ချလိုက်တော့လားနော်ကျွန်တော်တကယ်ချင်းဒီ line ချီနေရနော်အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့ဒီဘက်မှာကဲ998နဲ့အချိန်ကြီးမှာ9နှစ်လေးတည်ခဲ့တာနော်998 frame နဲ့အချိန်ကြီးမှာ9နှစ်လေးကတည်ခဲ့တာတည်ခဲ့တဲ့9နှစ်လေးကနောက်တစ်ခါနှစ်တည်မြည်တော့ဘူး9နဲ့သွားပြီးနားလာတွဲပြီးတော့သွားပြီးနားတဲ့အချိန်မှာဟုတ်ပြီသူ့ရဲ့အထက်မှာပဲစီးချောရှိတယ်ဆို26ခွန်ဖရိတ်ရှိတယ်991လို့ထောင်းတယ်သူ့ရဲ့အောက်ကကဏ္ဍ41ခွန်ကပြန်ကြတာ39ခွန်တိစောင်းပြီးကြတာအဲ့မှာ48ခွန်လို့တခါပြန်လဲတယ်နော်ကျန်တဲ့ကစားကွက်တွေကတခါဘာလေးတွေထားလိုက်တော့နော်အဲ့မှာ991ထောင်းနဲ့41ခွန်လို့991ထောင်းနဲ့အောက်က41ခွန်ပြန်ကြတယ်သူ့ရဲ့တပင်ကျော်26ခွန်ဖရိတ်ရှိတယ်အဲ့ဒီစီကျော်နဲ့အချိန်တိုင်းမှာသူက941ကနားခဲ့တာဘယ်လာခဲ့တာလဲကျွန်တော်တို့ဒီsorry 9နှစ်လေးက941နဲ့တွဲပြီးနားခဲ့တာ9နှစ်လေးက998ဖရီနဲ့အချိန်ကကနန်းကလာခဲ့တာနော်ဟုတ်ပြီအဲ့ဒီ9နှစ်လေးကိုပြန်ထုတ်ဖို့ဒီ941ကတခါသူ့ရဲ့10နှစ်ကလာခဲ့တာကျွန်တော်တို့930လို့ဆောင်းထုတ်ခဲ့တဲ့ဖရီစီချောနေလာခဲ့တဲ့ကနန်းဖြစ်ချင်းကြောင့်အဲ့ဒီ4.5နဲ့အချိန်ကိုက်ကိုကျွန်တော်တို့ကသူ့နဲ့တွဲခဲ့တဲ့ဒီ9နှစ်လေးကိုဒီ998ဆောင်းထုတ်ပြီးပြန်ပြီးထုတ်ချင်တာသဘောပေါက်မဲ့ထင်ပါတယ်ကျွန်တော်line ပြတ်မှာဆိုလို့ကျွန်တော်အကုန်လုံးလိုရင်းတွေပေါ့
ကြည့်ရတာတော့နည်းနည်းပေါ့သွားမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ငယ်ငယ်နေတယ်လိုင်းရအချင်းကြီးရပြီးတဲ့အတိုင်းပဲကြက်ကြသွားမှာဆိုလို့အဲ့မှာ998ဇောင်းထိုးတဲ့နေရာမှာလာမယ်ကနန်းသည်ပထမဆုံးဒီ998ဖရိရဲ့အပေါ်ကအချိန်ကိုင်းမှာတဲပြီးတော့တခါ9လေး1နဲ့တွဲခဲ့တဲ့ကနန်းကိုစတဲ့998ဖရိကိုဇောင်းထိုးပြီးထောက်ထားတဲ့အချိန်ထုတ်တဲ့အချိန်သူနဲ့တွဲခဲ့တဲ့9လေး1ကလည်းသူ့ရှင်းနှစ်မှာအဲ့ဒီမှာဒီကွန်တင်30ဆောင်းထုတ်ပြီးတည်ခဲ့တဲ့ဒီကြော်မို့အဲ့ဒီတင်ကနေအချိန်ကိုအဲ့ကိုနှစ်လေးပြန်ထုတ်ချင်တာနော်ပြန်ထုတ်ချင်တော့ကျွန်တော်ကြိုက်တာကဒီဘွဲမှာပေါင်းချင်း9ကြောင့်မို့ကျွန်တော်